စကားကိုဘယ်နေရာလာပြောထားပြီးပြီလဲပြောလေကိုငါရဟုတ်မမလို့ကွာဘာလားဒီစကားကိုငဲကြတယ်ကိုပြောတာလားမယုံဒါဆိုဖောက်ပေးဘာလို့မလဲပေးဆိုပေးဟာကိုညာပေးမလားမပေးဘူးလားနေကြောက်တည်ရနော်ဒါတွေရပါတွေဘာလဲဒီပေါ့လေဟောဒါကိုညီမလေးပေါ့ဟုတ်လားဒါဆိုကိုညီမလေးဆိုရင်ဖုန်းနံပါတ်စီးမှာပေါ့အကိုညီမလေးဖြစ်ကြောင်းဖောက်စီပြီးတက်သေးပြရော့ခုစိတ်ဘာလဲစိတ်မလားမစိတ်ဘူးလားဒါပဲပြောရှစ်ပေါ့ဟယ်လိုညီမလေးလားဘယ်ကညီမလေးလဲအယောဒီမညီမလေးကလည်းကိုကြည့်တယ်မမီတော့ဘူးလားမမီတယ်လေဒီအတာခွေးချီသွားတာမမီတယ်မမဟုတ်ဘူးလားမဘာတွေဖြစ်နေရလဲမတခုခုဖြစ်နေပြီနော်မမပြောစမ်းဘာမှမဖြစ်ပါဘူးညီမလေးကလည်းဘာတွေဆောက်ထားပြပြီလဲပြောစမ်းဘာမှဆောက်ထားပါဘူးညီမလေးကကိုအလုပ်လုပ်ပြီးတော့လို့ညီမလေးကိုကြည့်ရတော့ဖောက်ရှိလိုက်တာပါမမရိုးတော့ဘူးတော့မခုလောက်ခဲမယ်ဘာမှမလုပ်ပါဘူးညီမလေးကကိုကြည့်လာမယ်နော်ညီမလေးနောက်ကိုလေမဟုတ်အများကြီးဝယ်လာပြီးမယ်နော်မခုလောက်ခဲမယ်လာခဏညီမလေးကလည်းကလေးလေးကြောက်နေရပဲအခုကြီးကမက်ဆီတရားနဲ့ငါပြောနေလို့လိမ္မာရနော်ညီမလေးမလာနဲ့နော်မဖမလဲဆိုတာမသိတယ်မအခုလောက်ခဲမယ်မလာခဲနော်ညီမလေးလိမ္မာတယ်မလာခဲနဲ့နော်ဟင်စေပြောညီမလေးဆိုဘယ်မှပါလာပြန်ပြီလဲအလေးတွေပေါ်လာပြီနော်ကိုတဲညစ်မဟုတ်ပါဘူးအခုရညီမလေးနာမည်ကမဆောက်ပါဟုတ်ပါပြီဒီလောက်ဆောက်လိုက်ဖောက်လို့လည်းမကြည့်ချင်တော့ကြည့်လေဒေါသတွေထွက်နေမှာဆိုလို့ကိုညီမလေးမယ်လည်းပြီးတာပဲကိုကမှလည်းညစ်ပြတဲ့ပဲချစ်တာပါတခြားမင်းတွေစိတ်ကူးထဲမှာတော့မထင်ကိုကမှလည်းညစ်ပြတဲ့ကိုပဲတိတ်တိတ်ဆိတ်ဆိတ်တော့မှာကွာကိုကလည်းညစ်ပြတဲ့ကိုပဲချစ်တာကွာအော်ညစ်ပြတဲ့ပဲချစ်တော့မှာဟုတ်လားအဲ့မမရုံးမိကြမချစ်ပေးနိုင်ဘူးလားဘယ်မှာတော့ဟေးမမဘယ်ကနေလဲအော်ပန်းမြမမဆော့တက်ထားတော့ကိုပန်းမြဘလို့စီရခင်းနေဆိုမမကုန်တိပြီးပြီအဲ့ကြတော့အမိလာဖမ်းတာဟဲပြောတော့ညီမလေးဆိုညီမလေးပါဘာညီမလေးလဲဟုတ်တယ်လေဘာဟုတ်တာလဲမောင်နော်ဟုတ်ဘူးဘာ